ဒီ Miss Universe Cambodia ဖီယာတာကတော့ဒီနေ့ပဲပေါ့နော်ကံကောင်းထောက်မှစွာနဲ့ပဲထိုင်လန်ကိုရောက်ရှိသွားပါပြီ။နော်မူရာသူ့ရဲ့ဗီဒီယိုကိုတက်လာတာမြင်တော့လေတော်တော်ကိုစိတ်မကောင်းဖြစ်မိတယ်။မူရာလိုမျိုးသူ့ရဲ့ဒီ international fan တွေဆိုရင်လည်းတော်တော်ကိုစိတ်မကောင်းဖြစ်နေကြတာပေါ့။ဒီ Universe ကိုပဲရအောင်ဆက်သွားရမလားပြီးရင်ရက်တက်လိုက်ရမလားဆိုပြီးတော့သူ့မှာလည်းဒါမေကွန်းပေါင်းများစွာနဲ့ဒါဒုရဖြစ်နေမှာတေးကြရပါတော့။အခုဒီကဒါနှစ်နိုင်ငံပြည်ပကဖြစ်နေတာဆိုတော့ဒါသူ့ရဲ့ဒီ Miss Universe Journey ကသူ့အတွက်ဒါကြီးမားတဲ့ challenge တစ်ခုဖြစ်နေခဲ့တာဖြစ်တယ်ပေါ့နော်။ဒီဖီယာတာရဲ့လုံခြုံရေးအတွက်စိတ်ပူရပေမဲ့ဒီ Miss Universe Organization ကနေပြီးတော့ဒီသူ့အတွက်ပေါ့နော်တေးသေးချာလေးနဲ့လုံခြုံရေးကိုတေးသေးချာလေးလုပ်ပေးထားမယ်လို့တော့ကျွန်တော်တို့ယုံကြည်မိတယ်။ဒီ Miss Universe Cambodia ဖီယာတာကသူ crown ဆိုင်ရတဲ့အချိန်ကနေပြီးတော့အခုအချိန်ဒီသူ့မှာဝေဖန်မှုတွေတိုက်ခိုက်မှုတွေမျိုးစုံခံနေရတာကိုတွေ့ရတယ်။ကျွန်တော်တို့ဘာသဘောကျလဲဆိုတော့ဒီလောက်အတိုက်ခိုက်ခံနေရတာတော့မှာပေါ့နော်။သူ့ဘက်ကလောဝအားမလျှော့ပဲနဲ့ဒီ Universe အတွက်သူအကောင်းဆုံးပြင်ဆင်နေတာကိုတွေ့ရတယ်။ဒီ Miss Universe 2025အတွက်သူအကောင်းဆုံးပြင်ဆင်နေတာကိုတွေ့ရတော့မူရာသူ့ကိုအားပေးနေပါတယ်။မူရာရဲ့အရင်ဗီဒီယိုတွေမှာဆိုရင်လည်းဒါ Miss Universe Cambodia အကြောင်းကိုမူရာပြောထားတာရှိရပေါ့နော်။သူတို့ရဲ့ဒီ Q&A တွေဆိုရင်လည်းမူရာအများအား translate လုပ်ပြီးတော့တင်ထားတာရှိပါတယ်။ Okay မူရာရဲ့ဗီဒီယိုလေးကိုဒီမှာပဲအပ်လုပ်ပါတော့မယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye